ရှုံးနေမှာပြေးထွက်သွားအချင်းစားတဲ့ငါနောက်တော့ဆုံးလို့ယေရှုနာမနဲ့ငါနေထုတ်တယ်အလင်းတရားရဲ့တားသွားတယ်မင်းကိုငါကမောင်းထုံးမယ်ဆုံးလို့ငါနောက်တော့ဆုံးလို့ဖေရှာလို့ယေရှုနာမနဲ့ငါရှင်သန်ထောင်ရာ